လက်ဆောင်မင်းကလေးတမ်းမိုးထားခြင်းမှတ်ထားမယ်ကိစ္စမရှိဘူးကိုလေးပြန်ပြီးမင်းစီကဘာမှမျောလင်းမထားဘူးကွယ်ကိုလေးမင်းမောစေရနာရှိတာသိရင်ပြီးတာပဲရောတဲ့ကိုရဲ့အပြုမူမင်းကလေးအမြင်မှရိုင်းရင်လဲရိုင်းမယ်သိမဆိုပါနဲ့ကိုလေးတကယ်တော့မင်းအပေါ်မှာအခွင့်ကောင်းယူတာမဟုတ်ဘူးကွယ်ကိုလေးမင်းနဲ့တငယ်ချင်းလို့ဖြစ်နေတာတခုပါပဲ